မန်ယူရှုံးတာကိုပဲကြည့်ပြီးခိုးရှုံးနေတဲ့မက်ဆီကိုမျက်စိမိတ်မထားကြနဲ့အောင်ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ Sport Cover Plus ကနေကြိုဆိုလိုက်ပါရစေဒီမနက်မှာအင်တာနက်တစ်ခွင်လုံးမန်ယူရှုံးတဲ့အကြောင်းကိုပဲတခုတည်းပြောဆိုလောင်ပြောင်းနေကြအချိန်မှာတိတ်တိတ်လေးရှက်ကွဲနေတဲ့နောက်ထပ်အတင်းတင်းရှိနေတာကိုတော့တမင်မဲမေ့ထားကြပုံရပါရီအဲ့ဒါကတော့ခင်ဗျားတို့ရဲ့ချစ်တော်ကြီးရန်နာဒိုထပ်ပိုကောင်းပါရီလို့ပါဇက်ကနေအမြဲတမ်းအော်နေကြတဲ့မက်ဆီရဲ့အင်တာမယာမီအကြောင်းပဲဖြစ်ပါရီအင်္ဂလန်မှာပရိသတ်ပြေဝအားပေးမှုရနေတဲ့ကြားကအထော်ရန်တိုကိုတကုန်းနဲ့ခိုးရှုံးသွားတာကိုတော့ဘယ်သူမှအရေးထူလုပ်ပြီးစကားတဲ့ထည့်ပြောမနေဘဲနဲ့နှုတ်ဆက်နေကြတာတကယ်ကိုအံ့ဩစရာပါပဲအင်တာမယာမီတင်းရဲ့လက်ရှိခံစစ်ကတကယ်ကိုစကားပေါက်ကြီးလို့ဖြစ်နေပါရီပွဲတိုင်းအနည်းဆုံး2ဂိုးလောက်လက်ကားပေးနေရတာကအဆောင်မရှိပဲပွင့်နေတဲ့ရွာတကားကြီးလိုပါပဲအတင်းအဓိကကွင်းလက်လို့ဖြစ်တဲ့ကက်စမရိုဆိုရင်လည်းလူစားလေးခံရတဲ့အထိကိုခြေစွမ်းတွေထိုးကြနေတာပါမက်ဆီနေနဲ့ဖောက်ခင်ခွဲလုံးပြီးတဲ့နောက်ပိုင်းစိတ်ဓာတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြောင့်အကိုတွေသွင်းပေးနေပေမဲ့နိုင်ပွဲရောက်ဖို့ထိတော့လုံးဝမလုံလောက်တော့ပါဘူးဒါဘာနဲ့တူနေလဲဆိုတော့လေဝမ်းပိုက်ပေါက်ကြီးဖြစ်ပြီးတော့ရေတွေလုံးရင်းဝင်နေချိန်မှာရေကွက်လေးတစ်ခွက်နဲ့အသေးလဲလိုက်ခတ်ထုတ်နေတဲ့လူတစ်ယောက်ရဲ့အဖြစ်လိုပါပဲတယောက်တည်းဘလောက်ကောင်းကောင်းအတင်းလိုက်ပြိုလဲနေတာကိုဘလို့မှကဲတင်နိုင်စွမ်းမရှိတော့ပါဘူးမန်ယူရှုံးတာလေးကိုပဲခွင့်ကောင်းယူပြီးတော့အင်တာနက်ပေါ်မှာပွဲခံနေကြတဲ့သူတွေပြိုင်ပွဲရှုံးမှထမင်းစားဝါးတဲ့သူတွေနဲ့ကိုယ့်ရဲ့ချစ်တော်ကြီးမန်စီတဲ့အမေရိကန်ပြည်မှာရုပ်ပြတ်ဆင်းပြတ်နိုင်ပွဲတွေပြောင်းနေတာကိုလည်းလှည့်ကြည့်ကြပါဦးသူများအမျက်ကြီးကိုအနှုတ်ပြမှန်ပြောင်းနဲ့လိုက်ကြည့်ပြီးကိုအသင်းရဲ့ရှက်တခွဲရှုံးနေမှုတွေကိုတော့မမြင်ကြအောင်ဆောင်နေတဲ့စန္ဒခွာသမားတွေအနေနဲ့အခုချိန်မှာကိုယ့်ဘက်ကိုလည်းပြန်လဲသုံးသပ်ဖို့အချိန်တန်နေပြီဆိုတော့သတိပေးလိုက်ပါရစေ